သူတို့ဒီပကြီးပြပွဲမှာအစီအစဉ်တစ်ခုပါတယ်။အဲ့ဒီအစီအစဉ်ကကျွန်တော်တို့ဒီလာတဲ့ပြည်သက်တွေတို့ရဖြစ်ဖြစ်ကျွန်တော်တို့ဒီပုံလူပကြီးတို့ပြောတာပေါ့နော်။အဲ့ဒီပုံကိုဆွဲခိုင်းလို့ရတယ်ဒီကပကြီးဆရာတွေကသူတို့ဒီနေ့ဆိုရင်တော့တော့ဒီနေ့လေမှာတော့သူတယောက်ပဲတွေ့ရတယ်ပေါ့နော်။တခြားရက်တွေမှာဆိုရင်တော့နည်းနည်းလေးသူစုံတယ်သူတို့ဒီမှာထိုင်ထဲမှာလာများလူတွေကိုဝိုင်းဆဲပေးတာမျိုးရှိတယ်ဒီနေရာမှာပေါ့နော်ဆိုတော့သူတို့ရဲ့ရွေချက်ကဒီလိုမျိုးပုံပကြီးလေးတွေဆဲပေးခြင်းအပြင်ဒီမှာ donate လုပ်လို့ရတယ်ပေါ့နော်လူလို့ရတယ်ဒီကလူတန်းလို့ရတဲ့ဟာကအညာစစ်ပေးချောင်းတွေအတွက်သူတို့ပြန်လူသွားမယ်ပေါ့နော်ဒါပကြီးဆရာတွေရဲ့နောက်ထပ်အစီအစဉ်အသစ်တစ်ခုပေါ့နော်အခုဆိုရင်ကျွန်တော်တို့ဆရာကဒီမှာဒီပကြီးပုံပကြီးပေါ့နော်အဲ့ဒါလေးရေးဆွနေတာဖြစ်ပါတယ်လို့